အားလုံးပဲမင်္ဂလာပါရှင်။စာပေလန်ရဲ့ book review အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ရှွန်ပါ။ရှွန်ကဒီတစ်ပတ်မှာတော့ဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့စာအုပ်လေးနဲ့ညွှန်ပေးခြင်းပါတယ်။ဒီစာအုပ်လေးရဆိုရင်မြန်မာဘာသာမှာနေမကပဲတရုတ်ဘာသာ၊အင်္ဂလိပ်ဘာသာ၊ပြင်သစ်ဘာသာ၊ရုရှားဘာသာနဲ့ဥဇဘတ်ဘာသာဆိုပြီးဘာသာစကား၅မျိုးနဲ့ပါပေါ့နော်။ဘာသာပြန်ဆိုထားခြင်းကိုခံရတဲ့အရှိန်အဝါကြီးမားတဲ့စာအုပ်လေးတစ်အုပ်လေးဖြစ်ပါတယ်။စာအုပ်လေးကဘယ်ကာလကိုနောက်ခံထားတာလဲဆိုလို့ရှိရင်ရှုံးတို့ရဲ့နိုင်ငံအင်္ဂလိပ်နယ်ချက်ကိုလိုနီတွေလက်အောက်ကိုကြာရောက်နေတဲ့အချိန်ကိုနောက်ခံထားပြီးရေးသားထားတာဖြစ်တယ်။အဲ့ဒီအချိန်ကာလဆိုလို့ရှိရင်ဒီအနောက်တိုင်းသားယဉ်ကျေးမှုတွေလွှမ်းမိုးတဲ့အရှိန်ချောင်းပေါ့နော်။အနောက်တိုင်းယဉ်ကျေးမှုကမှအထင်ကြီးပြီးတော့အတူယူကျင်ကြတဲ့လူတစုနဲ့နောက်ပြီးကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့ယဉ်ကျေးမှုကိုပြန်ပြီးတော့ထိမ့်သိမ့်လို့တဲ့လူတစုတို့ရဲ့ဈာတွေကအားပြိုင်မှုတွေကိုလည်းတွေ့ရတဲ့ကာလဖြစ်ပါတယ်။ဆိုတော့ဒီကာလတွေကိုနောက်ခံထားတဲ့ဒီဝတ္ထုလေးထဲမှာဆိုရင်အဓိကဆက်ဆောင်2ယောက်အနေနဲ့ရှုံးလို့တွေ့ရမှာကဝေလို့ခေါ်တဲ့အသက်18နှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့နောက်ပြီးသူ့ထက်အသက်20လောက်ကြီးတဲ့အင်္ဂလိပ်လက်အောက်မှာအလုံးလုံးကိုင်နေတဲ့ဦးစောဟန်ဆိုတဲ့လူတစ်ယောက်ကိုတွေ့ရပါမယ်။ဦးစောဟန်ရဲ့ character ကရှုံးပြောရမယ်ဆိုလို့ရှိရင်သူကမြန်မာလူမျိုးတစ်ယောက်ဖြစ်ပေမဲ့လည်းသူ့ရဲ့နေပုံထိုင်ပုံသွားပုံလာပုံတွေပြောဆိုပြုမှုပုံတွေအစပေါ့နော်မြန်မာလူမျိုးတစ်ယောက်နဲ့မတူဘဲနဲ့ဒီအင်္ဂလိပ်လူမျိုးတွေရဲ့လက်အောက်မှာအလုံးလုံးကင်ခဲ့ရတဲ့သူပြီးအင်္ဂလိပ်လူမျိုးတွေလိုပုံစံမျိုးပေါက်နေတာပေါ့နော်ဒါပေမဲ့တစ်ဖက်ကဝေတို့ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကြတော့ဝေတို့ကမြန်မာလူမျိုးမိသားစုကနေပြီးတော့မွေးဖွားလာတယ်နောက်ပြီးတော့ဝေရဲ့အကိုဆိုလို့ရှိရင်လည်းသူကဒီနယ်ချက်အင်္ဂလိပ်တွေကိုတော်လန်လို့တဲ့စိတ်ရှိတဲ့သူလေးဖြစ်ပါတယ်ဒီလိုမျိုးမိသားစုနောက်ခံနေမတူညီတဲ့အခြေအနေတွေကနေပြီးတော့မွေးဖွားလာကြတဲ့သူတို့နှစ်ဦးတွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့သူတို့တွေအချင်းချင်းမေတ္တာမျှခဲ့ကြတယ်အဲ့ဒီအချိန်ကနေစပြီးတော့ပေါ့နော်ဒီစာအုပ်ရဲ့ဇလန်းအရှိန်ကလည်းမြင့်လာသလိုရှင်လစာဖတ်သူတွေကိုလည်းပို့ပြီးတော့ဆွဲဆောင်လာတာဖြစ်ပါတယ်ဒီဝတ္ထုထဲမှာဆိုရင်ဦးစောဟန်ကဝေလေးကိုတော်တော်လေးခုမှချစ်မြတ်လို့တယ်ဝေလေးကလည်းဆီယာမကြီးပုံဖော်ရတဲ့အတိုင်းဆိုရင်ဒီညာဘက်ပါပေါ်မှာစပယ်တင်မှဲ့ကလေးနဲ့ညနာလေးကလည်းရိုးရိုးရှင်းရှင်းလေးပြီးသွားတဲ့အခါကျလို့ရှိရင်အသားလေးကလည်းဖြူဖြူဝင်းဝင်းလေးနဲ့နာရန်လေးကပို့ပြီးတော့တိတ်ကိုချစ်စရာကောင်းတဲ့ကောင်မလေးလေးဖြစ်တယ်။နောက်ပြီးဝေလေးကသူကောင်းကောင်းနားလည်တဲ့အရွယ်မှာပေါ့နော်။သူ့ရဲ့မိခင်ဖြစ်သူကဒီလောကီရေးရာတွေကိုကြောခိုင်းထားခဲ့ပြီးတော့တာသနာပေါင်လေးကိုအပြီးဝင်သွားတယ်။ကျဲခဲ့တဲ့အကူနဲ့အမဖြစ်သူတွေကလည်းအိမ်တော်အသီးသီးကြပြီးတော့သူတို့ရဲ့ကိုပိုင်မိသားစုတွေနဲ့ပေါ့နော်တခြားတနေရာတွေမှာအခြေချပြီးတော့နေထိုင်နေကြတယ်ဆိုတော့ကြံခဲ့တဲ့ဖခင်ဖြစ်သူနဲ့ဝေလေးကအဖော်ပြုတ်ပြီးနဲ့သူ့ရဲ့အိမ်ရဲ့စီးပွားရေးကိုလည်းပေါ့နော်ဝင်ရောက်ပြီးတော့ချက်လောက်ကင်ပေးနေပုံတွေကအစအင်မတန်မှချစ်ဖို့ကောင်းတယ်ဆိုတော့ဒီဝိထုထဲမှာဦးစောဟန်ကဝေကိုပေါ့နော်ငုံထားမတက်ချစ်တယ်ဆိုတာလေရှင်တို့တွေညင်းလို့မရပါဘူးဒါပေမဲ့လည်းအဲ့လိုမျိုးဦးစောဟန်ရဲ့ချစ်တဲ့စိတ်ကပေါ့နော်သူတို့နှစ်ဦးကိုနီးတစ်ထက်မနီးစေဘဲနဲ့ပို့ပြီးဝေးသွားအောင်လုပ်သွားနိုင်ခဲ့ပါတယ်။ဒါဘာလို့လဲဆိုလို့ရှိရင်ဝေလေးကဦးစောဟန်နဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာဦးစောဟန်ရဲ့ချစ်လို့ပါဆိုတဲ့ခေါင်းစဉ်အောက်မှာသူကျိုးဆွဲရအတိုင်းထားရနေစေရသွားနေလာခဲ့ရတယ်။ကြာလာတော့သူဒီဘဝကြီးကိုနေမပြောတော့ဘူးပေါ့နော်။ပိုးဆိုးတဲ့အချိန်ကဘယ်အချိန်လဲဆိုလို့ရှိရင်ဒီဝေလေးရဲ့ဖခင်ဖြစ်သူ6ဆိုးသေးပါယောဂနဲ့အသေးအတန်ဖြစ်နေတဲ့အချိန်မှာတော့မှပဲဦးစောဟန်ကသူ့ရဲ့ဇနီးဖြစ်သူကိုယောဂကုသမှာဆိုရင်လည်းဆိုတဲ့အကြောင်းပြချက်နဲ့ပေးမသွားတဲ့အချိန်မှာဆိုတော့ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်ကိုမသွားနိုင်ခဲ့လို့အသက်မမီနိုင်ဖြစ်ခဲ့ရတဲ့အချိန်ကနေစပြီးဝေလေးရဲ့ရင်ထဲမှာအဆိုင်အခဲတစ်ခုကဖြစ်တည်လာတယ်။အဲ့ဒီအဆိုင်ခဲကလည်းဘယ်လိုမျိုးလဲဆိုရင်ဒါသူ့ရဲ့ခင်ပွန်းဖြစ်သူဦးစောဟန်အပေါ်မှာနာကြီးတဲ့ခံစားချက်မဟုတ်ဘဲနဲ့သူကိုယ်တိုင်ဦးစောဟန်ကိုလက်ထပ်ဖို့ဆိုပြီးတော့ဆုံးဖြတ်ခဲ့တဲ့သူ့ကိုယ်သာနာကြီးတယ်မုန်းတီးမိတယ်ဆိုတဲ့ခံစားချက်လေးပါရှုံးကတော့ဖတ်ရင်နဲ့ဝေလေးကိုတနာလိုက်နောက်ပြီးဦးစောဟန်ပုံနားမလည်နိုင်ဖြစ်လိုက်ဝေကတော့ဦးစောဟန်ပုံကိုပေါ့နော်နားမကြည့်နိုင်ပေမဲ့လည်းရှုံးကတော့ဝေကိုစားဝင်ပြီးတော့ဦးစောဟန်ကိုနားကြည့်လိုက်နဲ့ဖြစ်ခဲ့ရတဲ့စာလေးပါဆိုတော့ဖတ်နေရင်လည်းနားလည်လိုက်ရတာတစ်ခုလည်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ရှင်တို့တွေချစ်သူရည်စားတွေချာဒါမှမဟုတ်ရင်ကိုယ့်ရဲ့အိမ်တောင်ဘက်ဇနီးမယားချာခ
ခင်ပွန်းတဲ့ချာမှာ relationship တစ်ခုကိုတိဆောက်တဲ့အခါမှာကိုချစ်ချင်တဲ့ပုံစံအတိုင်းကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်ပြီးတော့ချစ်ပေးရတာမျိုးမဟုတ်ပေနဲ့တစ်ဖက်သားကဘယ်လိုမျိုးအချစ်ခံခြင်းတလဲနောက်ပြီးတစ်ဖက်သားရဲ့ဆန္ဒတွေကရောဘယ်လိုရှိလဲအဲ့ဒါလေးတွေကိုပါရှင်တို့အကုန်လုံးကနားလည်မှုပေးပြီးတော့တစ်ဖက်သားလိုချင်တဲ့ပုံစံလေးကိုပါလက်ခံပေးဖို့လိုအပ်တယ်ဆိုတာပါပဲဒါမှသာလျှင်အပေးအယူမျှတာပြီးတော့ပေါ့နော်ရှင်တို့တိဆောက်ထားတဲ့ relationship တည်ရေရှည်ခိုင်မြဲပါလားဆိုတဲ့အသည့်လေးတစ်ခုကိုဒီဝတ္ထုလေးတွေကနေပြီးတော့ရှင်ကရခဲ့တာဖြစ်တယ်အချစ်နဲ့အိမ်တောင်ကြီးအပေါ်မှာထားတဲ့ဒီအမြင်နေနဲ့ပတ်သက်ပြီးတော့လေတွေးတောဆင်ခြင်စရာတွေအများကြီးပေးနိုင်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီစာအုပ်လေးကိုမဖတ်ကြည့်ရသေးတဲ့သူတွေရှိရင်ဖတ်ကြည့်ကြဖို့လဲရှင်ကညွှန်ဆိုပေးခြင်းပါတယ်ဖတ်ပြီးသွားခဲ့တဲ့သူတွေရှိရင်လည်းပေါ့နော်ကိုခန်းစားခဲ့ရတဲ့ခန်းစားချက်ကလေးတွေအမြင်လေးတွေကို comment မှာရေးသားသွားလို့ရပါတယ်ဆိုတာကိုပြောရင်ရှင်တို့ရဲ့ book review အစီအစဉ်ကလေးကိုဒီနားမှာပဲရပ်နားလိုက်ပါရစေနားဆင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်ဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် review အစီအစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်အားလုံးပဲတာယာသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ